ရနဲ့အတင်းကြီးဖမ်းပြီးတော့ခေါ်လာကျိုးလူငယ်တွေကဆန်ကယ်ကြီးပါသွားညာသွားကြီးသွားနဲ့ဖမ်းယူတော့တတ်တယ်မှာဖက်ဆောင်တာရှိပါလေနော်အဲ့ဒါကလေးကြတော့တချို့ကစိတ်ဓာတ်ပါလို့တတ်မတော်မှာလောက်တာဒါလေးကျစိတ်ဓာတ်မပါဘဲနဲ့တတ်မတော်ကရောက်တဲ့လူငယ်တွေတွေ့ကလေးကြတော့တတ်တယ်မှာဘလောက်ပဲရောက်ဘလို့ပဲစားလို့ကောသူနေလို့ပြောဘူးလေစိတ်ဓာတ်ပါတယ်ဥစ္စာမသိသွားလို့မဟုတ်ရအဲ့လိုမျိုးပေါ့နော်အသက်ရှင်ကူကအယောက်20ရောက်တယ်မနေ့တနေ့တော့ရောက်တဲ့6ရောက်ဆိုလို့ရှိရင်အခုသူတို့ပြန်ပြည့်နေပြီလေလက်နဲ့တွေနဲ့ဗာနဲ့ပြန်တက်ရှင်လို့သူတို့ပြန်ပြည့်နေအဲ့ဒါသူတို့မေးတယ်ဘာဖြစ်လို့ညီလေးတို့ကသူတို့စီမှာစီးတဲ့ထဲမှာကိုတို့ပြည့်ပြည့်တဲ့ထိုင်လာမတိုက်ခတ်ပြီးတော့လာမပြည့်တယ်လို့တန်းပြင်းတဲ့လူမျိုးတွေ့ပဲရတယ်အဲ့ဒါဟိုလူငယ်တွေကဘယ်လိုပြောလို့ဆိုကျွန်တော်တို့အခုလက်စီးလောက်နေတာတန်းပြင်းတဲ့လူမျိုးတွေ့မို့ဟိုတန်းဒီရဲ့မြောင်းလာအတွက်နဲ့လောက်နေတာအဲ့ဒါကြောင့်ကျွန်တော်တို့လည်းမလို့ချင်တော့တဲ့အနေနဲ့အဲ့ဒါထွက်ပြေးတာတော့လေအခုဆိုလို့ရှိရင်ကိုတို့တော်လာရေးတက်သားလေးစီမှာရောက်လာပြီဆိုလို့ရှိတော့ကျွန်တော်လည်းနဲ့ပြန်ကန်တယ်လက်နဲ့ပြန်ကန်ပြီးတော့လက်နဲ့ပြန်ပါလို့ရတယ်လက်နဲ့ပြန်ကန်ပြီးတော့ဒီကတော့ပြက်တွန်းလာမယ်ကျွန်တော်တို့ဖေးဒီပါတဲ့အစီအစောနဲ့သွားပြီးတော့ဥတီပြီးတော့ဒီတော့ပြန်တက်ခိုင်းတယ်အဲ့ဒါကြောင့်ကိုတို့တွေလက်နဲ့တက်ဆိုခဲ့ပြီးတော့အခုသူ join လာကွက်တီဟိုမင်းတနေ့တော့ဖြစ်တဲ့ကိစ္စတွေအမှသူတို့5-6ရောက်ပဲဥဆောင်ပြီးတော့တည့်တယ်ကျန်တာအဲ့ဒါလေးရတက်တိရှိတယ်ပါဗျာဒါဖြစ်လို့စိတ်ပါတဲ့အရာနဲ့စိတ်မပါတဲ့အရာပါစိတ်ပါတဲ့အရာတွေကြသူတို့လောက်ရတာဒီဟိုစားစစ်စစ်မှုဟိုစားတယ်ဒီလိုရှိလေသူတို့ကစိတ်ကြကြပြတ်သွားတယ်ပျော်လဲပျော်တယ်ပျော်လဲပျော်တယ်ဟိုမှာသူတို့ကတက်ထဲမှာဟုတ်ကဲ့ဟုတ်ကဲ့လိုက်ပြရလားကိုယ်ထီတာထားရတဲ့ပုံဟုတ်ကဲ့တော့ဒီမှာကျင်းချရင်တွေ့ဒီမှာနေပြရတယ်အဲ့လိုပေါ့နောက်မှနေပါဘူးဒီလိုဆယ်နှစ်ထဲအရာရှိတွေနဲ့သားတို့နဲ့တွေ့နေတယ်ဟုတ်ဆယ်နှစ်ထဲရေပေါ်နေတဲ့2ယောက်ပဲရှိ2ယောက်ပဲရှိတာလူရကလူတက်တက်ပဲလူတက်လက်ဘောလည်းမဟုတ်ဘူးလူဟောင်းကရောက်နေဆိုရင်လူစိတ်ကရောက်ဖြစ်တယ်20ရာခိုင်နှုန်းပဲလူကောင်းကြီးတယ်နောက်ထိုင်တဲ့ခါကျတော့ဘယ်လိုထိုင်လဲဆရာကြီးတယောက်ဗိုလ်လေးတယောက်အဲ့ကျတက်စီလို့ဘူးဒါမျိုးတွေကလေးကြတော့ထိရောက်မှုမရှိတဲ့ခါကျတော့သူကမပေါက်အဲ့ဒီပြသွားဆောက်ပြီးတော့ပြန်ပြုတ်ကြတယ်မပေါက်ဘာဖြစ်လဲဆိုတော့သူတို့ရဲ့ဒီအဓိကဒီမိုင်းရဲ့အထင်းကနေပြန်ပြီးတော့ဟိုကြတဲ့ဥစ္စာဒီကြမှုမရှိဘူးလေ primer မသိကြအဲ့အမျိုးမသိကြအမှန်ကကဲတီးကသူကတက်ခင်ဖြစ်တာခါတော့ပေါင်းအိမ်နဲ့သွားဆောက်ပြီးဆိုကြရတော့အဲ့မှာသူ့ရဲ့ထက်ရဒီဘက်ဥစ္စာနဲ့ပြန်ဆောက်ပြီးဆိုလို့ဆော့ဖြစ်ပြီလေဟောဆော့ဖြစ်ဘူးမင်းတနေ့ကလည်းလည်းတော့လက်ကြတာအဲ့မှာသူကလောက်တာမင်းစင်းမကြောက်ဘူးတော်ဝဲပြီးတော့မြည်တာအဲ့ဒါမတက်ပြရတော့ပြတဲ့နော်အညီလေးဒီဇာတိလိုမှလားဇာတိကဖြူးတယောက်ဖြူးတယောက်ရောက်ပြီဘကိုးတိုင်းနေတိုင်းမျိုးတယောက်အခုလက်ရှိဟိုအထိုင်တာပါလဲ5-6ပဲလားဒီစစ်ကြောင်းအခုလာတာမဟုတ်ဘူးနော်အခုလာမဟုတ်ဘူးဟိုတွေက5-6အဲ့မှာပဲနေတာကြာပြီလားစစ်တာလားကြာပြီအပတ်စဉ်ကူပတ်စုကိုလို့ဆရာမကြသေးဘူးဒီလတက်ရောက်တာ2လလောက်ပဲရှိတယ်ဒီလကောင်ဟိုမှာတင်တန်းကျောင်းမှာ2လခွဲတစ်ပတ်ထပ်တူ3လနီးပြန်ဒီလောဆရာအခုမိနစ်တနေ့အဖြစ်တဲ့တက်ပွဲတွေမှာနေပါပါဘူးလားနောက်တက်မှာပေါ့ဆက်ချမ်းထဲမှာတောက်လာဟုတ်ကျင်းပဲကိုမတန်ပါပါဟိုကနမဲ105 3ခွန်ဒီလင်းကပုတ်ခွန်ရှိဒီငါလေးချတော့မှာကားတွေနဲ့ကာကြီးတွေထွက်နေတယ်ကောင်းတော့ဒီကောင်းဘူးဒီနေ့ကကာကြီးတွေထုတ်ခိုင်းတယ်သူတို့ဒီမှာကျင်နေဥစ္စာတွေဒီခင်းနေနာမည်ဟာနာမည်ဥက္ကာကျော်ဒီဘာအောင်ဒီမှာဟိုမှာဟုတ်ပါမယ်နဲ့ပါလေဒီမှာရောဒီနေ့ဒီတိုက်ရင်ကအခုကလောကြဒီမှာနေတာတိုက်ရင်မူလာဒီမှာမူလာပါတိုက်ရင်မှာတိုက်ရင်မူနာရောက်လာမကြသေးဘူးဟုတ်လားနာမည်တော့မသိဘူးနာမည်မသိဘူးနာလာကြာရင်းနဲ့တိုက်ရင်မူနာလည်းမသိဘူးသူကသိကရှိရင်အဖရိကနေပဲလမ်းပြောပြီးပြရတာဒါလည်းခဏဒီလိုတားရမနေတာဘလို့ပဲသူတို့ပြောတယ်ဘလို့တွေအယုပြီးတော့ဘလို့ဟိုစိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီစကြံခိုင်နဲ့ဟိုရင်းရှိရသူတို့တွေပါပြောရတာကိုတို့ပါရညာတွေပြောရတယ်ပြောတာကဒီဘက်တည်းလာဘူးပေါင်းရင်ဒီဘက်ကတက်ပလိုက်ပါလေပါလိုက်ဒါနဲ့လာပူပေါ်လာရောက်တော့များရင်မဖတ်ဖြစ်တယ်ဦးတရားဘာဖြစ်လဲဆိုလို့ရှိရင်တိုက်ပွဲတည်းမှာပြင်ဆိုင်ပြီးတော့သူပြစ်ပြီးတော့လွတ်နေတာမဟုတ်တဲ့အတွက်ကြောင့်လေဒီမျိုးသူ့စိတ်နဲ့သူနဲ့ဒီမျိုးပြောမယ်ဆိုလို့ရှိရင်ဒီတတ်မတော်ကမကောင်းတော့မှတိတဲ့ခါကျတော့ဒီ
ဒီရဲ့ဟိုအုပ်စုတွေတက်မတော်တယ်ပေါ့နော်ဒီကြက်ဖက်တက်မတော်တဲ့အနေနဲ့ဆိုလို့ရှိရင်တချို့လူငယ်တွေကကိုတို့စီကိုမိနစ်တနည်းကလည်း3-4ယောက်ဟိုတနည်းတော့လည်း6ယောက်ဟိုတနည်းတော့လည်း4ယောက်ဘယ်ရလဲမသိရတာ5-4 5လား5-4 6လားနဲ့ခုတည်းမှာပဲဒါဆို30လေးနဲ့အဲ့လောက် အခုလက်ရှိအချိန်နေဘယ်လောက်ရှိမှလဲမြို့တော့ဒီမှာ တုံလို့မှလားအဲ့တက်ထဲမှာ အဲပေါ့5-4 5 5-4 6ဒီမြို့တော့မှနေအောင်အမြို့လိုကြုံပြောပါအဲ့လိုဘယ်လောက်တော့ရှိနေ200 300အဲ့မထူရင်ပေါ့မှာ စုစုပေါင်းထားလိုက်ပါတော့300လောက်ရှိနေတယ်နော် အဲ့ကျွန်တော်တော့ဒေတာတော့မသိဘူးရတယ်ဘာလို့လဲဆိုတော့သူတို့ကသမင်းသွားယူတဲ့အချိန်လောက်ပဲပြီးရမှာတက်ထဲတော့သွားခိုင်းတယ်အပြင်လည်းမထွက် ဒါဆိုလို့ရှိရင်အခုလက်စီကထွက်လာတဲ့ရည်ရည်ကြီးကဘယ်လိုဖြစ်လဲလို့ပြောရတယ်တွက်ပြရတာ ဘာမလေးလို့ခုနကပွားပြောလို့ဆိုဟာ အဲတက်နေမှနေတာဒီနင်းသေးတာမျိုးတို့ဘာလို့အရေးယူတာမျိုးတို့ဟိုသွားတယ်ကပြန်လာတော့ဟိုမလက်ခံတဲ့အရာတွေပေါ့နော်ဒီတက်ရေးယူတာမျိုးကရှိတယ်ဒီဒီဘာလို့သွားရစီရဘာလို့သွား အဲထွက်လာတော့ဘာလို့လက်နဲ့တလဲအောင်မလုပ်ဘူး အဲ့ဒါမျိုးဆိုတော့စာဘောလကန်တော့သွားပြီဘောလကန်တော့အောက်ကိုပြေးတယ်အဲ့ဒါဒီဘက်ပြန်ရောက်တယ်ဘောလကန်ဘက်ရောက်ပြီးလက်နဲ့ပါလို့ပြေးတယ်သူကအသေးတာလိုက်ပြီးရတော့လွယ်လဲမလွယ်လက်နဲ့ပြီးတယ် အခုအသက်ဘယ်လောက်ရှိလဲ 25 9လပိုင်းဆိုင်ရတယ်25ဖြစ်တယ်လို့ ဒါဆိုလို့ရှိရင်အခုလက်စီကဘယ်လိုဟိုဒါသင်္ကာလာလဲအခုဒီမှာရောက်ပြီဆိုလို့ရှိရင်လက်စီကဘယ်လိုဆက်သွားဖို့ရှိတယ်ဘယ်လိုစီကိုနေရပြန်နေမလားဒီစက်တွေကတော့လို့လို့ဆောတာလည်းလို့ အဲ့တော့ဒီလိုလိုကိုပြောတော့ဒီပြောပေါ်တာပဲ။ ဟောဒါဆိုလို့ရှိရင်ကိုယ်ကပေါ်တာကျွဲခံပြီးတော့ပေါင်းနေတာ ဘတ်စင်ကိုအပေါ်လုံးထိုက်တိုင်းလို့ပြောတယ်။ဒီနေ့က236ရောက် အခုကတည်းကဆိုလို့ရှိရင်သူက 200ကျော်ကအဲ့ဒါလေးကပ်ပဲ။ဘာလဲဒီလိုမှမဟုတ်ပါဘူး။ အခုလောလောဆယ်ရတာဒီရဲ့စီကြောင်းထိုးဖို့နဲ့ဒီဆက်ပြီးတော့ဒီတော့ကလေးညဝတီကိုသူတို့ဆက်တက်ဖို့ရအတွက်ကိုသူတို့ရဲ့လောလောဆယ်ဒီဟိုသူ့ကူမိုးလို့ထားတဲ့စီကြောင်းတွေရောသူ့ကူမိုးလို့ထားတဲ့ရန်ကြီးကိုသူတို့စီဖို့ရအတွက်ဘယ်လောက်ရှိတာလဲအခုလည်းရှိ အဲ့ဒါကြောင့်မရှိဘူး။အဲ့ဒါကတော့တက်ကရာဂံဘူးလို့ပြီး။ရာဂံဘူးတော့3ရက်နဲ့ဆရာကြီးဒီလိုလောက်ကျွန်တော်တို့ဘာမှမပြောပြဘူး။လုံခြုံရေးကလုတ်တွေတောင်ပိတ်ခိုင်းတာဒီသိရလား။ဒီတို့တို့မှထင်ရ အခုလောလောဆယ်တက်မှနေတာတည်းရကိုတို့အကြောင်းလေးဘယ်လိုပြောပြလာလဲ သူကသွားပြီးပေါ်ရင်ပြီးရတာဟိုလည်းတတ်မှာပဲပေါ့ဒီဘေးကိုကြောတဲ့လိပြီးတတ်ပါလေ အဲ့လိုပြောတာပေါ့ဒါပေမဲ့အခုလောလောဆယ်တွေ့ရတဲ့အတန်လေးရောက်လာတဲ့အချိန်ကြီးအဲ့ဒါတော့ရှိတယ် ရှိပါတခြားပြီ